မင်္ဂလာပါရှင်ဒီနေ့မှာတော့တခြားသူကိုလမ်းညွှန်ပေးဖို့ပဲဖြစ်ဖြစ်မိမိအတွက်လမ်းညွှန်ပေးစေရန်ဖြစ်ဖြစ်ဂျပန်လိုမေးတတ်ပြောတတ်စေရန်လမ်းညွှန်ခြင်းဆိုင်ရာအသုံးအနှုန်းလေးတွေကိုပြောပြပေးသွားပါမယ်လမ်းညွှန်ခြင်းミチ案内駅はどこですかဘူတာကဘယ်မှာလဲここから遠いですかဒီနေရာနဲ့ဝေးလား歩いて行けますかလမ်းလျှောက်သွားလို့ရနိုင်လားどのぐらいかかりますかဘယ်လောက်ကြာမလဲ地図で教えてくださいမြေပုံမှာပြောပြပေးပါこの近くですかဒီနေရာနဲ့နီးလားこの場所を探していますဒီနေရာကိုရှာနေတာပါこの住所を探していますဒီလိပ်စာကိုရှာနေတာပါ近くにコンビニはありますかအနီးနားမှာコンビニエンスストアဆိုင်ရှိလား桜ホテルはどこですか桜ホテルがဘယ်မှာလဲ一番近いトイレはどこですかအနီးဆုံးトイレကဘယ်မှာလဲ道に迷っていますလမ်းပြောင်းနေလို့ပါ道を間違えましたလမ်းမှားသွားပြီ道を教えてくださいလမ်းပြပေးပါ書いてくださいရေးပြပေးပါインターネットが使えませんインターネットသုံးရလို့ပါ地図を書いてもらえますかမြေပုံဆွဲပေးလို့ရမလား地図アプリを使っていますမြေပုံ application ကိုအသုံးပြုတယ်見つけやすいですかရှာရလွယ်လားそこへ行くバスは何番ですかအဲ့ဒီနေရာသွားတဲ့ဘတ်ကားနံပါတ်ကဘာလဲどこで乗り換えますかဘယ်နေရာမှာပြောင်းစီးရမှာလဲ今どこにいますかအခုဘယ်မှာရှိနေလဲ見つけやすいですရှာရလွယ်ပါတယ်見つけにくいですရှာတွေ့ဖို့ခက်ပါတယ်ついてきてくださいလိုက်လာခဲ့ပါ少々お待ちくださいခဏလောက်စောင့်ပေးပါ一緒に行きましょうအတူတူသွားရအောင်
မာစုကူအစ်တေခရာဆိုင်တဲ့သွားပါမီကီနိမာကတေခရာဆိုင်ညာဘက်ကိုကွေ့ပါဟီဒါရီနိမာကတေခရာဆိုင်ဘယ်ဘက်ကိုကွေ့ပါဟီဒါရီကာဝါနိအာရီမတ်စ်ဘယ်ဘက်မှာပါမီဂီကာဝါနိအာရီမတ်စ်ညာဘက်မှာပါこの先にありますရှေ့မှာရှိပါတယ်見つかりましたရှာတွေ့ခဲ့ပြီဒီဗီဒီယိုလေးကိုလေ့လာရင်လမ်းညွှန်ရမှာအဆင်ပြေပြေမိတဲ့ပြောတတ်ဖွင့်ရန်အတွက်လွယ်ကူလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်လွယ်တကူလေ့လာနိုင်စေရန်မေတ္တာဖြင့်ကြိုးစားတင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်